အဲ့ဒါဆိုရင် VS Code ကိုစဖွင့်ကြအောင် VS Code မှာတွင်းရမယ့် extension တွေကြည့်အောင် VS Code နှစ်ယောက်လုံး down ပြီနော် VS Code က Hello ဟယ်လိုတယောက်ပဲပြောက်သွား Hello ဟယ်လိုကြားရလားမသိဘူး VS Code ဟိုဟာ down ပြီ ဟုတ် လား ကြားရတယ်down လား down ဘယ်လို VS Code run ရမှမသိဘူးရှင်အော် VS Code အဲ့ဒါဆိုရင်ဟိုဟာ VS Code လေးဟို down ထားတဲ့ VS Code ဖွင့်ကြည့်လိုက်နော်ညီမရှိမှာတော့ညီမအခုမှစတောင်းထားစဖွင့်မယ်ဆို तू ကဘယ်လိုပြောမလဲ file နေဒီလိုမျိုးမပေါ်သေးဘူးโอเค VS Code ဖွင့်ပြီလားမသိဘူး Hello VS Code ဖွင့်ပြီလားမသိဘူးရှင်ခဏလေးချိန်ဟုတ်ရဒီမှာကဒီမှာ extension ဆိုတဲ့နေရာလေးကိုနှိပ်လိုက်နော်အမှအရင်ဦးဆုံးတွင်းရမှာဒီမှာ auto close tab ကိုအရင်တွင်းရမယ်ခိုင်အမ file စောက်လိုက်မယ်နော်ဒီမှာbasic HTML ပေါ့နော်ရှင်းပြဖို့အတွက် HTML ဒီမှာအရင်ဆုံး extension စတွင်းရမှာဒီမှာ auto close tab ဒီဟာလေးကိုအရင်ဆုံးတွင်းရမယ်ညီမရှိမှာမတွင်းရသေးဘူးဆိုဒီနားမှာ install ဆိုပြီးတော့အပြာအောင်လေးနဲ့ပေါ်လိမ့်မယ်အဲ့ဒါကိုနှိပ်လိုက်အဲ့ဆိုရင်အဆင်ပြေပြီ auto close tab တွင်းပြီးွားရလားမသိဘူးဒီမှာ auto close tab ကဘာလို့တွင်းရလဲဆိုတာပြောပြမယ်နော်ဒီမှာHTML မှာ tag ကအဖွင့်အပိတ်ပါတာသိရဟုတ်အဲ့ဒီဟာအဖွင့်အပိတ်ပါလို့ရှိရင်ဒီမှာ HTML အဖွင့်ကိုစာရေးမယ်ကသူကဒီမှာ HTML အပိတ်ကို auto ပိတ်ပေးတယ်အဲ့ဒါအတွက် auto close tab ကိုတွင်းရတာ auto close tab extension ကလုပ်ပြီးသွားတာ auto close tab extension တွင်းပြီလားမသိ တွန်းပါရှင်တွင်းပြီနော်အဲ့ဆိုရင်နောက်ထပ်တစ်ခုကကြတော့ auto complete tab auto complete tab သူလည်းခုနကလိုပဲသူကsuggestion တွေကြပေးတာပေါ့နော်ဒီမှာဥမာ body ဆိုရင်ဒီမှာဒီအောက်မှာဒီလိုမျိုးတွေ့လားဒီလိုမျိုး suggestion တွေကြပေးတယ်အဲ့ဒါကိုနှိပ်လိုက်ရုံပဲပြီးလို့ရှိရင်ဒီမှာ auto close tab ကြောင့် body အဖွင့်ကိုရေးတဲ့အခါမှာအပိတ်ပါတခါတည်း auto ပိတ်သွားပြီလေအဲ့ဒါကြောင့်ဒီ auto complete tab ကို extension ကိုတွင်းရမယ်တွင်းပြီလားမသိတွန်းပြီရှင်တွင်းပြီနော်အဲ့ဆိုရင်နောက်ထပ်တစ်ခုကကြတော့ auto rename tab ကိုတွင်းရမယ်သူကကြတော့သူကဒီ rename လုပ်လို့ရှိရင်ဒီမှာဒီ code တွေမှာအများကြီးပါလာမယ်အခုကတော့ code မရေးသေးဘူးပေါ့နော်ဒီ code တွေရေးတဲ့အခါမှာသူက rename ပြန်လုပ်လို့ရှိရင်ပို့ပြီးတော့လွယ်ကူစေရပေါ့နော်auto rename tab
သူကအဲ့ဒီဟာကိုသွင်းရမယ်ဒါကတော့မလို့သေးဘူး code runner လည်းcode runner လည်းမလို့သေးဘူးအဲ့တော့ auto rename tag ကသွင်းပြီလားမသိ ပြီးပါပြီရှင် ပြီးပြီနော်ပြီးရင် ES link ဆိုတာလေးသွင်းရမယ်ဒီမှာသူကတော့ JavaScript အတွက် ES link ကကြာဒါပေမဲ့အခုကြိုပြီးတော့သွင်းထားလိုက်တာအဆင်ပြေပါတယ်အမတော့မသွင်းရသေးဘူး ES link ကို install လုပ်ES link ကိုinstall လုပ်ပြီးသွားရှင်နော် ES link ပြီးလို့ရှိရင်HTML CSS support ကိုလုပ်ရမယ် HTML CSS ဒီမှာHTML CSS support ကို install လုပ်ရမယ်အမတော့ install မလုပ်ရသေးဘူး cancel install okay ဒါကကြတော့ဒီ HTML support ကကြတော့ဒီ HTML CSS code အတွက်ပေါ့နော်သူကရေးလို့ရှိရင်ဘယ်လိုပြောမလဲattribute တွေကနောက်ကျရင်သင်ရလိမ့်မယ်အဲ့ဒီ attribute ဆိုတာဒီ tag ထဲမှာပါတဲ့ID တို့ဘာတို့အဲ့လိုမျိုးရေးရခါကျရင်သူက suggestion ကြလာပြီးမှဒီ HTML CSS support ကိုသွင်းထားလို့ရှိရင်ပြီးလို့ရှိရင်HTML CSS support သွင်းပြီလားမသိသွင်းပြီးရှင် သွင်းပြီနော်ပြီးလို့ရှိရင်ဒီမှာ intelligent for CSS class name HTML ဒါလေးလည်းသွင်းရမယ်သူကတော့အခုမလို့သေးဘူးဒီမှာပြထားတာလေးမြင်လားမသိဘူးသူပြထားတာ suggestion တွေကြပေးတာသူ class ထဲမှာထည့်လို့ရှိရင် class တို့ဘာတို့က CSS ရေးလာလို့ရှိရင်လိုအပ်လာမှာအဲ့ခါကြလို့ရှိရင် class ထဲမှာထည့်တဲ့ခါမျိုးသူက suggestion တွေကြလာပေးမှာပေါ့နော်အဲ့ဒါလေးသွင်းရမယ် intelligent for CSS class name HTMLပြီးလို့ရှိရင်သွင်းပြီလားမသိဟုတ်ရှင်သွင်းပြီးရှင် အဲ့ဒါဆိုရင်နောက်ထပ်တစ်ခုက live server ဒီမှာ live server ကိုသွင်းရမယ် live server ကဘာလို့သွင်းရလဲဆိုတာexample လေးပြမယ်နော်ဒီမှာThai HTML HTML ပေါ့နော်ဒီမှာကဒါ example အနေနဲ့ရေးပြနော် body body ဆိုရင်ဒီမှာ H1 ကဒါခေါင်းစဉ်တက်လိုက်တာပေါ့နော် heading ပေါ့ဒါ heading 1ဆိုလို့ရှိရင်ဒီမှာ right click နှိပ်ပြီးလို့ရှိရင်ဒီမှာ open with live server ဆိုတာရှိရခုန live server extension သွင်းပြီးလို့ရှိရင်ဒါဒီ live server နဲ့ run လို့ရပြီ live server ကဘာလို့သွင်းရလဲဆိုတော့ဒီမှာပြမယ်နော် Google Chrome မှာသွားပြီးတော့အဲ့ဒီဟာကိုသွား run မယ်မဟုတ်ပဲလေးမှားနေ sorry ပါဒီမှာ heading 1ဆိုတာပေါ်လာပြီတွေ့လား ဟုတ် heading ရှင် 1ဆိုတာပေါ်လာပြီ unable to install ရရှင် ရှင် သွင်းလို့မရဘူးလေရှင် သွင်းလို့မရဘူး live server လား ဟုတ်ရှင် version နေနေလို့ version နေနေ ပြ လို့ တာ laptop က version နေနေရလားဒါမှမဟုတ်အဲ့extension version နေဟုတ်
ဘာရှင်းနေနေရဆိုရင်တော့အဲ့ဒါဆိုရင်တော့ဟိုဟာနဲ့ဆိုင်မယ်ထင်တယ်နော်ဟို VS Code နဲ့ဆိုင်မယ်ထင်တယ် VS Code မှာ VS Code ရဲ့ version ကနေနေလို့ထင်တယ် ဟုတ်မှာစီ အဲ့လေ VS Code ကိုလေဟိုဟာ VS Code ကိုအဲ့ဒါဆိုရင်ရပါတယ် live server ကဟိုမသွင်းလဲရတယ်ပေါ့နော်ယာသေးရဆိုတာ live server ရဲ့အလုပ်လုပ်ပုံတော့ပြောပြလိုက်မယ်နော် ဟုတ်စီ ဒီမှာခုနကဒီမှာ heading 1 heading 1ကိုဖေးရောက်တော့နေဒီမှာဒီမှာ heading 1ဆိုပြီးတော့ပေါ်သွားတယ်ဒီမှာနော်ဒီမှာ heading 1ဒီမှာပြင်ရေးလိုက်မယ် H2 heading 2ထည့်မယ်ပေါ့နော် heading 2ထည့်တဲ့အခါမှာဒီမှာသူက live server နဲ့မ run လို့ထင်တယ်ဟုတ်နော်ဖုန်းကို live server ဘာဖြစ်တာလဲheading 2ဆိုတာတော့ပေါ်လာတယ်ခဏနော် H3 heading 3ထည့်ကြည့်မယ် heading 3ဒီမှာဒါကဖားတို့လိုက်စာပါဘာမှားနေရလဲမသိဘူးသူကအမှန်ကြောဒီလိုဖြစ်ကမှာအမားတို့အခုဒီမှာ heading တွေတစ်ခုချင်းစီထည့်သွားရမလားဒါပေမဲ့ဒီမှာဒီ document မှာကသွားပြီးတော့တန်းပြီးမပေါ်ဘူးဒါပေမဲ့ live server နဲ့ဖွင့်လိုက်လို့ရှိရင်ဒီမှာဒီလို reload မလုပ်ဘဲနဲ့တန်းပြီးတော့သွားပေါ်ရမှာအဲ့ဒါကြောင့် live server extension ကိုသွင်းရတာနော်ဒါပေမဲ့အဲ့ဒါအရင်တော့မလိုအပ်တော့ reload လုပ်ပြီးတော့လည်းပြန်လုပ်လို့ရပါတယ်အဲ့ကြောင့် live server ကိုမသွင်းလဲရသေးရဲ့ပေါ့ live server ပြီးလို့ရှိရင်material icon သင် material icon THEME material icon သင်ဒါလေးကိုသွင်းရမယ်ပေါ့နော် material icon သင်ရဘာလို့သွင်းရလဲဆိုတော့အမ file ဖွင့်ပြမယ်နော်folder ဖွင့်ပြမယ် folder ဖွင့်ပြမယ်ဒီမှာဒါထားပါဒါကို select လုပ်လိုက်မယ်ဒီဘေးနားမှာမြင်ရဒီမှာတက်ကလေးတွေဒါသိမ့်မသိတာခဏနော်material icon သင် extension ဒီမှာထားရေးမယ်ဒီမှာဒီနားမှာဒီဘေးနားဒီမှာ bootstrap grid css တို့ဘာလို့ဘေးနားဒီမှာဒီ icon လေးတွေကိုမြင်လားကာစာထောက်ထားတယ်ဒီ icon လေးတွေက तू ကဒီ VS Code မှာဆက်လာခြင်းတော့ဒီလို icon အယောင်လေးတွေနဲ့လာမဟုတ် तू ကဒီတိုင်းတက်တက် file ပုံစံမျိုးအဲ့လိုမျိုးနဲ့လာတာအဲ့ဒါကိုဒီလိုမျိုးအယောင်လေးတွေနဲ့ဒီလို file လိုက်အဲ့လိုမျိုးဖြစ်ဖို့အတွက်ဆို icon လေးတွေသူ့ဟာနဲ့သူဖြစ်ဖို့အတွက်ဆိုရင် तू က material icon သင်းကိုသွင်းရတယ် material icon သင်းmaterial icon သင်းရွေးသွင်းလို့ရလားမသိဒီမှာဒါလေး material icon သင်း hello ဒီ extension လေးသွင်းလို့ရလားမသိ material icon မရအောင်စီ မရဘူးလားအဲ့ဒါဆိုရင်တော့အဲ့ဒါဆိုရင်လည်းရပါတယ်။ तू ကကြတော့ဒီကုတ်ရေးဖို့အတွက်လိုအပ်တာမျိုးကြီးမဟုတ်ဘူးဆိုတော့ तू ကဒီလိုမျိုး icon လေးတွေပဲကွာအလှကြည့်ဖို့အတွက်ပဲဆိုတော့အရန်တော့မလိုအပ်ပါဘူးအဲ့ဒါဆိုရင်တော့material icon သွင်းလို့မရလဲအဆင်ပြေရပေါ့နော်
အဲ့ဒါဆိုလို့ရှိရင် material icon တင်လက်ပြီးလို့ရှိရင်ရှိသေးလို့ဆိုmaterial platform အဲ့ဒါဆိုရင်တော့ HTML CS အတွက်ရေးဖို့အတွက်ပေါ့နော်လိုအပ်တဲ့extension အစုံတော့ဒီလောက်ပဲတွင်အဆင်ပြေရပေါ့နော်အဲ့ဒါဆိုတော့အဆင်ပြေဒီ HTML ကိုပြန်သွားရအောင်ဒီနားမှာတင်desktop ကဲအခုက HTML ရဲ့ structure လေးကိုအရင်ကြည့်မယ်ပေါ့နော် HTML မရေးခင်မှာဒီ doc type HTML ဆိုတာလုံးဝဟိုပထမဆုံးရေးရမယ့်ဟာပေါ့နော်။ तू ကဘာကိုပြောချင်တာလဲဆိုတော့ document type လို့ပြောချင်တာ document type ဆိုတာဘယ်လိုပြောမလဲဟိုဒီ code ရေးထားတဲ့ HTML code ရေးထားတဲ့ file တွေကိုအမတို့ကအခုဒီ Google Chrome တို့ဘာလို့မှာတွားပြီးတော့တွား run တယ်မလားတွား run တဲ့အခါကျရင် तू ကဒီမှာ document type လို့document type HTML လို့ကြီးညာထားခြင်းအပြင် तू ကဒီ file ကပေါ့နော် HTML ရေးထားပါလားဘာညာ तू ကဒီလိုမျိုးဒီ Chrome ကနေပြီးတော့ဖတ်လို့ရပြီးတော့တည်ပြီးတော့ run ပေးမှာပေါ့နော်အားကြောင့်ဒီ document type HTML ကိုရေးရခြင်းဖြစ်ပါတယ် document type HTML ပြီးလို့ရှိရင်ဒီ HTML ရေးဖို့အတွက်ပထမဦးဆုံး HTML အဖွင့်တက်ကြီးကိုစရေးရမယ်ဒါအဖွင့်ပြီးလို့ရှိရင်ဒီအပိတ်ကလုံးဝပါရမယ်နော်မပါလို့ရှိရင်မှားတယ်ပေါ့ပြီးလို့ရှိရင်ဒီ HTML အပိတ်နဲ့ HTML ပြီးလို့ရှိရင်ဒီ HTML အဖွင့်တဲ့အပိတ်ထဲမှာဘာရှိမလဲဆို head နဲ့ body ရှိမယ် head ထဲမှာသူက head ကကြတော့ဒီမှာသွားပေါ်ပေးမဲ့ဟာမျိုးဒီမှာသွားပေါ်ပေးမဲ့ဟာမျိုးဆိုရင်သူက title နဲ့ရေးရတယ် TITLE title ဆိုရင်ဒီမှာ HTML basic ပဲထားပါ basic အဲ့ဒါဆိုရင်ဒါကို copy paste ယူပြီးတော့Chrome မှာသွား run ကြည့်သွား run ကြည့်တဲ့အခါမှာဒီမှာအမရေးထားတယ်သူကဒီမှာဒါ file ပတ်လမ်းကြောင်းတွေကွာ C တို့ user တို့desktop တို့ကဒီ file မှာကိုသိမ်းထားတဲ့နေရာ file ပတ်လမ်းကြောင်းတွေကိုပြပေးတာပြီးလို့ရှိရင်ဒီမှာ basic HTML ဆိုတာဒီ title ကြီးအမထည့်လိုက်တဲ့ title ကြီးကသူ့ရဲ့ဒီ head အပေါ်မှာပေါ်ပြီးမှာဒီမှာလည်းပေါ်တယ် basic HTML ဆိုပြီးတော့ဒါ title ကြီးပေါ့နော်title ကခဏ title ကစလုံးပေါင်းမှားနေနော် sorry ပါtitle ဒီမှာ title ဆိုရင်ဒီမှာပေါ်သွားမယ် HTML basic ဆိုပြီးတော့ပေါ်သွားမယ်အဲ့ဒါဆိုရင် head ထဲမှာ title ရှိရယ်ပြီးလို့ရှိရင် body လာမယ် body ကကြတော့ဒီမှာကဒီ document ကြီးမှာဒီအဖြူကြီးမှာဒီအဖြူကြီးက document နော်ဒီ document ကြီးပေါ်မှာပြပေးမယ်ဟာတွေကိုရေးထားတဲ့ code တွေကိုထည့်ရမှာပေါ့နော် body ကကြတော့အဲ့ဒီထဲမှာ body လို့ခေါ်တယ်ကြားလားမသိ ကြားရတယ်ရှင်ကြားရတယ်နော်အဲ့ဆိုရင်ဟိုကလေ file လေးဆောက်ပြီးတော့လိုက်ရေးကြည့်ပါလားဒါလေးHTML structure လေးဟုတ်ကဲ့ပါရှင် file ကကြတော့ခုနကဒီမှာ new file လေးကိုနှိပ်လိုက်အောင်မယ်နှိပ်ပြီးလို့ရှိရင်file HTML file ဆောက်တဲ့အခါမှာအနောက်မှာ .html ဆိုတာပါရမယ်ဘာဖြစ်လို့လဲဆိုတော့ HTML code တွေရေးမှာHTML code တွေမပါလို့ရှိရင်လုံးဝ run လို့မရဘူးဒီလိုမျိုးရှိရပေါ့နော်ဒါ file name ဒီမှာကကြတော့ .html ဒီ .html ဒီပါခြင်းအပြင်ဒီ file က HTML file လို့ပြောချင်တာညီမတို့ရင်းနှီးမှာတော့မဟုတ်တခြားဟာမျိုးရှိတယ်ဒီမှာ file name ပေါ့ file name ဥမာတချင်းတွေဘာတွေမျိုး
တိန်းချင်တယ်ဆို .mp3 ဆိုတာနဲ့တိန်းရတယ်ဒါကကြတော့ဒီ file type ကဒါကဒီအနောက်ကဟာ file type HTML ဆိုတာဒါလည်း file type ဒီ mp3 ဆိုတာမျိုးကလည်း file type သူကဘယ်လိုပြောမလဲဒီတချင်းတွေဘာတွေအဲ့လိုဟိုအတန်သွင်းထားတဲ့ဟာတွေကိုတိန်းတဲ့ဟာမျိုး file type ကမတူvideo မဟုတ် document မဟုတ်ဟုတ်တယ် document တွေတိန်းမယ်ဆို docx ဆိုတာရှိသေးတယ်အဲ့ဒါမျိုးတွေကဒါ file type တွေပေါ့နော်သူ file နဲ့ file အမျိုးအစားလိုက်ပြီးတော့ file type တွေကလည်းမတူအဲ့တော့ဒီ HTML ကုတ်ရေးဖို့အတွက်ဆိုလို့ရှိရင်အနောက်မှာ .html ကပါမယ် ရေးပြီးပါပြီရှင် ရေးပြီးသွားပြီလားအဲ့ဆိုဒီ head တွေရော body ရောအကုန်ရေးပြီးသွားပြီလားမသိ ဟုတ်ရေးပြီးပါပြီရှင် ရေးပြီးသွားပြီနော် ဟုတ်ပြီးတော့လေဟို comment နေရေးစရာမလိုဘူးလားရှင် comment လား ဟုတ်ရှင် comment ကရေးလို့ရတယ် comment ကခါရနော်comment ကဒါတင်တယ်ဟုတ်တယ် comment ကအပေါ်မှာဘာရေးမယ်ဆိုတာကို comment မှန်ကြည့်လို့ရှိရင်မဒါရယ်ပြီးတော့exclamation mark လေးရယ်နောက်ပြီးလို့ရှိရင်အနှုတ်ကလေးပြီးလို့ရှိရင်ဂျားထဲမှာ comment comment မှန်လို့ရတယ် comment ဒါ comment ပထမဆုံးဒါ heading ပေါ့နော် heading ကိုရေးမယ်ဆိုဒီမှာ comment တွေမှာ heading ကိုထည့်လိုက်မယ် heading ကိုထည့်မယ်ဆိုရင်ဒါက h1 အရင်ဆုံးheading တွေပဲရေးကြည့်မယ်နော် heading 1ပြောအောင်မယ်အခု HTML စလေ့လာမယ်ဆိုရင် reference အနေနဲ့ W3 school ကိုသုံးရမယ်အဲ့မှာကကိုလိုချင်တဲ့ဟာတွေအကုန်လုံးဟို basic level အနေနဲ့ဆိုရင်အရန်ကောင်းတယ်ဖတ်လို့ဟိုရရပေါ့နော် ဟုတ်ရှင်ပြတော့မင်းလည်းအဲ့ရပဲတင်တာရှင် ဟလားအဲ့ဒါအသိ အဲ့ရေး JavaScript တိတ်နားမလဲလို့ရှင် JavaScript တိတ်နား HTML CSS ဆိုတည်တင်လောက်တည်သွားပြီရှင် တိတိလောက်တည်သွား JavaScript မှဖြစ်တယ်တိတ်နားမလဲသေး JavaScript လား တော့တော့ရ အဲ့ဆိုရင်ဘယ်လိုအဆင်ပြေမလဲမသိဘူးHTML နဲ့ဟိုဟာကိုမြန်ပြောလိုက်ပြီးတော့ဟို JavaScript ပဲအဲ့လိုမျိုးခုံကူးလိုက်အောင် Hello ဘယ်လိုအဆင်ပြေမလဲမသိဘူး ဟုတ်နည်းနည်းကြော်လိုက် နည်းနည်းကြော်လိုက်မှာပေါင်အခန်းတို့ဘာတို့ရလားပေါင်အခန်းတို့ဘာလို့အဆင်ပြေ HTML မှာဟိုတိတ်ပြီးတော့အဆင်မပြေမရမျိုးဘာမျိုးရှိမရတယ်ဆိုတော့တတိချာလေးလိုက်လိုက်ချက်ကြီးထပ်ပြီးတိုးလာမသိရဟာအစ်စ်တွေလေအစ်စ်တွေတိုးလာ ထက်ဒီအတစ်တိုးလာဆိုတော့အဲ့ဒါအတစ်တိုးလာရင်အကုန်လုံးတော့တင်ကြမလို့ပါဘူးဘာဖြစ်လို့ဆိုတော့ project ရေးဖို့အတွက်ဆိုအသုံးများတဲ့ဟာ project အတွက်အသုံးများတဲ့ဟာပြီးတော့ကိုတကယ်လက်တွေ့သုံးမဲ့ဟာဟိုကအ ਨੇ စုပဲအ ਨੇ စုဆိုတာအရန်တော့မနေဘူးပေါ့နော်အဲ့လိုမျိုးအများကြီးအကုန်လုံးတော့လိုက်တင်ကြမလို့အရေးကြီးရဲ့structure ကိုရပြီးသွားလို့ရှိရင်အတစ်ထက်တိုးလဲနားလည်မှာပဲဆိုတော့အကုန်လုံးတော့လေ့လာကြမလို့ ဥမာ input type တွေဆိုရင်input type တွေဆိုရင်ခဏနော်ဒါ HTML ထားပါ HTML အဲ့ဆိုဒီလိုပဲပြောသွားလိုက်မယ်နော် ဟုတ်ရဲ့ HTML heading ပေါ့ဒါheading ကတော့ခုနပြီးပြီမှာ heading က1 2 3ဟို1 2 3 4 5 6 6ထိပဲရှိတော့7ဆိုရင် heading ကအလုံးမလုံးတော့ပို့ပြီးတော့ဒီ heading 6ထက်ပို့ပြီးမသေးပြီးတော့ဘာဖြစ်လို့လဲဆိုတော့1ကနေ6ထိပဲရှိလို့ဒါကတော့ heading လေးပေါ့ဆိုရင်tag တွေကတော့တည်ပြီးမလား ပြီးပါရဲ့ ဒီပါနော်ဒါတွေအကုန်လုံးကိုဒီမှာ H1 ကနေဒီလိုတစ်ခုလုံးကို element လို့လည်းခေါ်တယ်ပြီးလို့ရှိရင် attribute လို့လည်းခေါ်လို့ရတယ်
ပြီးလို့ရှိရင်ဒါကတော့ HTML paragraph ကိုခိုင် line ရသိမ့်မကောင်းเนาะ သိပါရှင် paragraph လည်းအဆင်ပြေရယ် paragraph မှာကတစ်ခုတော့ရှိရယ်ပေါ့နော်နည်းနည်းပြောပြမယ်နော် paragraph မှာတစ်ခုတော့ရှိရယ်အဲ့ဆိုဟို light တော့မရေးနဲ့အမဒီလိုပဲပြောပြလိုက်မယ်နော်ဟိုတင်ပြီးသားဆိုလေ ဟုတ်ကဲ့ paragraph ပေါ့နှစ်ယောက်ရှိရမဟုတ်လားတစ်ယောက်ပဲပြော မသိဘူးသူကထွက်သွားလိုင်းမကောင်းဘူး line မကောင်းလာတော့ရပါတယ်အမ recording သွင်းထားရဆိုတော့သူ့ကိုလည်းတစ်ချက်မေးကြည့်လိုက်မယ်လေသူ HTML ဘယ်လောက်ထိရသွားပြီလဲပါလား ဟုတ်ကဲ့ ဒီမှာ P တက်ဆိုတာကparagraph ရေးရပါ paragraph ကိုတနည်းတော့ကူအောင် paragraph ဒါကိုကူးလိုက်မယ်P တက်ကအကြီးဖြစ်နေနော် sorry အကြီးမဟုတ်အသေးဖြစ်ကမှာ sorry အဲ့ဒါဆိုလို့ရှိရင် paragraph ဆိုရင်သူကဒီမှာလုံးဝအပြည့် document အပြည့်ကြီးပေါ်ပေးမှာဒီမှာပြည့်သွားတော့မှနောက်တစ်ချောင်းကိုသူကဆင်းပေးသွားမှာအဲ့ဒါဆိုရင်ဒါလေးကို P တက်နေရေးကြည့်မယ်နော် P တက်ကအကြီးပဲဖြစ်နေဒုက္ခP တက်နေရေးကြည့်မယ်ဟို JavaScript မှာ function တို့ဘာတို့ကပါလာသိရမလား function ဟုတ်သိပါရှင် message ပေါ့ message အဲ့ဒါဆိုရင်ဒီမှာ function ရေးပြမယ် function ဆိုဒီလိုမျိုးရေးရတော့ control console လောက်message hello အဲ့ဒါဆိုရင်ဒီမှာသူက function structure လျောက်ကလေးဒီမှာတစ်ကြောင်းပြီးရင်တစ်ကြောင်းဒီလိုဆင်းပြီးတော့ဒီလိုလှလှပပပုံစံလေးနဲ့ရေးပေးထားရပေါ့နော်အဲ့ဒါကိုသွား run ကြည့်မယ်ဒီမှာအမားတို့ရေးခဲ့တာဒီမှာတစ်ကြောင်းပြီးမှတစ်ကြောင်းလို့ function ပုံစံလေးလှလှပပရေးခဲ့တာနော်ဒီမှာကျတော့ तू ကဒီလိုမျိုးဒီမှာတစ်ကြောင်းအောက်မဆင်းမဲနဲ့ဒီလိုမျိုးတဒန်းလိုက်ကြီးပဲပေါ်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ဒါက P တက်သုံးထားလို့ P တက် paragraph ဆိုတာကွာ तू document မှာအကျယ်ရှိသလောက်ကိုဟိုစာကြောင်းလိုက်ကြီးပေါ်ပေးမှာဒီလိုမျိုးအကြောင်းလေးတွေကို तू ကလှလှပပနဲ့အဲ့လိုတစ်ကြောင်းချင်းစီရေးထားလဲတစ်ကြောင်းချင်းစီပေါ်သွားမှာမဟုတ်အကုန်လုံးကိုဟိုဗာလဲဒီ document မပြည့်မချင်းအကုန်လုံးအပြည့်ပေါ်သွားပြီမှာအဲ့လိုမျိုးမပေါ်စေချင်လို့ရှိရင် तू က pre-tab သုံးရတယ် pre-tab အမှ pre-tab နဲ့ပြင်ရေးလိုက်ပြီဆိုလို့ရှိရင်ဒီမှာဒီလိုလှလှပပပေါ်သွားပြီအဲ့ဒါလည်းတီးပြီးထင်တယ် ပြီးပါရှင် တီးပြီးနော်โอเคအဲ့ဆိုရင် အဲ့လိုဟာကြီးတော့တမီးဘယ်လိုသုံးလဲဆိုတော့ဟိုလေကြပြားလေးရေးလို့ရှိရင်အဲ့လိုသုံးနေရှင် ဟုတ်လားဟုတ်ရှင် အဲ့ဆိုရင်တော့ကိုယ့်ကိုရှောက်လို့ကြည့်ရအောင် ပြီးလို့ရှိရင်ဒီမှာကြတော့ဒါ HTML style ပေါ့နော်။ तू ကလည်းဒီ HTML tag ထဲမှာ style လေးထည့်ပြီးတော့ရေးတာပဲ။ဟို CS မတိုင်ခင်တင်တဲ့ဟာမျိုးပေါ့။အဲ့ဒါလည်းသိရပဲမလား။ဒီမှာ style background color counter blue ဆိုရင်သိပါရှင်နောက်မှဒီလိုပေါ်သွားမယ်။ဘာဒီဒါလည်းတိတ်ပြီးပြောစရာမရှိဘူး။ HTML formatting ကိုတွားကြည့်အောင်။ HTML formatting မှာလည်းतू ကကြာဒီမှာ font တွေပါပြောင်းတာ italic တို့ bold တို့ဒါလည်းသိမယ်ထင်တယ်သိပါရှင်သိရနော်ဒီမှာဒါကဒီ tag တွေကမျိုးစုံပဲဒါ bold tag အတွက် strong ဆိုရင် तू ကကြီးပေးသွားမှာ important ဒီလိုခေါင်းစဉ်တွေလူတွေကိုဟိုဖတ်စေခြင်းနဲ့လူတွေမြင်တာအောင်လုပ်တဲ့အခါမှာ italic ကလည်း तू italic font ပုံစံမျိုးပေါ့နော် EM လည်းဒီမှာ emphasize သူလည်းဒီလိုမျိုးဟို bold လိုမျိုးပို့ပြီးတော့ဟိုနက်နက်လေးပေါ်စေတာပေါ့အဲ့လိုမျိုးပုံစံမျိုးဒါလည်းညီမတည်ပြီးတော့ပါဒီ sub ကကြာ subscribe ကကြာဒီအပေါ်လေးမှာဟိုဘယ်လိုပြောမလဲဒီလိုဟို square လေးလိုပေါ်ပြီးမှာကွာဒါလည်းအောက်မြင်ချောင်းလေးမှာပေါ်ပြီးမှာအဲ့ဒါပါပဲဒီ formatting ရတော့ဒါတွေပါပဲဒါကြီးလည်းညီမရှင်းပြကြမလို့တော့ဟုတ်လို့တင်တယ်
HTML question က block code so block code block ကအမားတို့ project ရေးလို့ရှိရင်ဒါတွေကတိတ်မသုံး APPR တို့ဘာလို့ဆိုတခါမှတော့မသုံးဘူးတိတ်မလို့အရေးမကြီးဘူးအဲ့ဒီအတွက်ကြောင့်HTML comment ကိုတွားကြည့်မယ်နော်ဒါကတော့ဒါ comment ခုနရေးတာပဲ comment ရေးတာပဲ comment ကတော့ဒီမှာဒါကအဖွင့်ရယ်ပြီးလို့ရှိရင် exclamation mark လေးရယ်dot အနှုတ်ကလေးချလိုက်ပေါ့နော်ပြင်ကြားထဲမှာ comment ရေးလို့ရတယ်အဲ့ဒါပါပဲဒါ HTML အတွက် comment ပေါ့ဒါပဲဒါ comment နေစမ်းပေးထားအဲ့ဒါပါပဲ HTML color အဆင်ပြေပါနော်ဒီလိုမျိုးပြောပါ ပြပါရှင် ပြရနော် okay HTML color ကကြတော့သူလည်းဒီမှာပါ tomato ဆိုရင်ဒီဟာ orange ဆိုရင်ဒီဟာ medium sequin ဆိုရင်ဒီလိုမျိုးအရာမျိုးဒါလည်း style နဲ့သူ့တက်ကလေးထဲမှာဒီမှာ H1 ပြီးလို့ရှိရင် style နဲ့ဒီလိုထည့်လိုက်တာပါပဲဘာမှဟိုခက်ခက်ခဲခဲကြီးလည်းမဟုတ်ဘူးပေါ့နော်RGB ကကြတော့အယောင်ဆက်ပေါ့ဒီ color ကကြတော့တစ်ခုတည်းဟို green ဆို green အဲ့လိုမျိုးတွေပဲ RGB ကကြတော့သူက3ရောင်ဆက်4ရောင်ဆက်အဲ့လိုမျိုးတွေပေါ့အဲ့ဒါကြ CS မှာကပို့ပြီးအကျဲချဲ့သွားမှာနော်ဒီမှာ RGB သူကနံပါတ်လိုက်နေရှင်25533ဆိုရင်သူက red ဖြစ်သွားမယ်လို့HEX လည်းအဲ့လိုပါပဲ RGB လိုပဲသူလည်းအယောင်ဆက်တွေပဲဒီမှာအယောင်ဆက်ဆိုရင်ပဲ तू ကဒီလိုပေါ့ကုတ်လိုမျိုးနဲ့ရေးအဲ့ဒါကိုဟို color ဘယ်မှာလဲ color font မှာသွားပြီးတော့ကြည့်လို့ရ color for HTML color font မဟုတ် color for HTML ဆိုရင်ဒီမှာcolor code site မှာဝင်လိုက်လို့ရှိရင်ဝင်လိုက်လို့ရှိရင်ဒီမှာကိုကြိုက်တဲ့အရာကိုရွေးပြီးတော့ဘယ်နာလိုချင်လဲဒီနာဆိုရင် तू ကကုတ်ကဘယ်လောက်ရှိမလဲပါညာသူဟာသူဒီမှာ generate လုပ်ပေးပါလိမ့်မယ်ဒီ website လေးတော့တည်ထားဖို့လိုရပေါ့နော်တည်ထားမတည်တဲ့အရင်ရောကိစ္စမရှိမယ်တည်ထားရင်ပိုအကျိုးရှိရပေါ့ဟိုအယောင်တွေပါလိုက်အရင်မှတ်နေကြတိတ်မလို့တော့ဘူးပေါ့ဟုတ်ကုန်းနဲ့မသုံးဘူးသုံးတာမသုံးproject ကြဒီလိုမျိုး website လေးအဲ့လိုမျိုးတည်ထားခြင်းအဖြစ်ပေါ့နော်ဟိုအထောက်အကူတော့ဖြစ်တယ်ပေါ့မတည်တဲ့အရင်ကိစ္စတော့မရှိပါဘူးဒီအယောင်တို့ဘာတို့ဟုတ်ဒါကတော့အဲ့ဒါပေါ့ HSL လည်းအယောင်တစ်မျိုးပါ HSL ကအမားတို့မသုံးဘူးတင်တယ်HSL HSL လည်းအဲ့လိုပဲသူ100ရာခိုင်နှုန်း50ရာခိုင်နှုန်းအဲ့ဒါမျိုးပဲဒါပေမဲ့ဒါကို project မှာတိတ်မသုံးဒီအပေါ်က color ရဲ့ RGB ရဲ့ HES ကအဲ့ဒါပဲသုံးတာများတယ်ဆိုအဲ့အထိအဲ့ဒါပဲတည်ထားဖို့လိုတယ်ပေါ့နော်အဲ့ဒါဆိုရင် HTML CSS ကကြည့်ရHTML CSS ကကြတော့CS ကကြတော့မှ cascading style sheet ပေါ့နော်သူကအရှိကောက်ကအဲ့ဒါပေါ့CS ကိုရေးမယ်ဆို style နဲ့ရေးရတာခုနကလိုဟို HTML tag ထဲမှာဝင်ရေးမယ်ဆိုရင်ဒီမှာဒါကတော့ HTML tag လေးပဲအဲ့ဒီကြားထဲမှာဝင်ရေးမယ်ဆိုသူက style လေးနဲ့ဝင်ရေးရတာဒါ CS ကကုတ်အသေးစားလေးပေါ့နော်HTML အတွင်းမှာရှိရ CS ကုတ်အသေးစားလေးဒါပါပဲသူကဒီ color တွေဘာတွေထည့်တယ် width တွေ height တွေပေးလို့ရမယ်အဲ့ဒါပါပဲဒီမှာလည်းအဲ့ဒါပါပဲအဲ့ဒါရေးထားအဲ့ဆိုနောက်တစ်ခုသွားမယ်နော် HTML link HTML link ကဟိုဓာတ်ပုံထည့်တာတို့ဘာတို့အဲ့ဒါမျိုးတွေထည့်ဘူးမယ်ထင်ပါတယ်ထည့်ဘူးလားမသိဘူးထည့်ဘူးပါရှင်စမ်းပြအောင်မလားပြလားမလိုပါဘူးရှင်အဲ့ဆိုတော့အဆင်ပြေပါတယ် HTML image ဒီပါထည့်ဟာ image ကimage ကကြာ image src နဲ့ထည့်ရတာခုနက link ကကြာတော့ तू ကဟိုဘယ်လိုပြောမလဲ Facebook တို့ပါတို့အဲ့လိုမျိုး reference အနေနဲ့ထည့်ခြင်းသုံးတဲ့ဟာမျိုးအဲ့ဒါလည်းထားပါ favorite icon ကတော့ HTML favorite icon သူကတော့ icon အတွက်ပဲထင်တယ်သူကပါအတွက်body image link ဒါကပါလိမ့်မယ် link ချိတ်တာတခါမှတော့မသုံးဘူးပေါ့သုံးတော့ link ချိတ်တာအဲ့ဒါပဲရှိ
သူကဘာကိုပြောချင်တာလဲ exercise อ๋อ icon အဲ့ဒါတော့ရိုင်းမလို့ပေါ့ page title page title ကကြတော့ခုနကပြောတဲ့ဟာ title ဒီမှာဒီဟာရေးလိုက်လို့ရှိရင်ဒီမှာ page ဒီလိုမျိုးဟာမှာပေါ်မှာ HTML page title ဆိုပြီးဒီမှာရေးလိုက်တဲ့ဟာမျိုးကပေါ်မှာဒါကတော့ title အတွက်ပေါ့နော်ရမ်းမလို့ဒါ HTML page title HTML table ကrow နဲ့ column နဲ့သွားတာနော် HTML ဒီ tr တွေက row ဒီအတွင်းထဲမှာကျတော့ th တွေကကျ column အဲ့ဒါညီမရမယ်ထင်ပါတယ်ရတယ်တခါလေနည်းရောသွားတယ်ဟုတ်တယ် row နဲ့ column ကရောတတ်တယ် row နဲ့ column နဲ့ကိုဘယ်လိုမှတ်မလဲဆိုတော့ဟုတ်တယ်အမတော်တစ်ခါလေးကြာရင်ရောတယ်အခုတော့မှနည်းနည်းရောသွားပြီ row ကဒီလိုအကြောင်းလားမသိဘူး row ကခဏနော်ခဏနေဒီလိုပြမယ် row and column ဘာဖြစ်သွားလဲ row and column ဒါက row ဒါက column ပေါ့ဟုတ်တယ် table ကနည်းနည်းရောတတ်တယ် तू က table ကိုတော့လေကြည်အောင်လုပ်ထားဘူးလေဘာလို့လဲဆိုတော့တစ်ခါလေကြာရင်JavaScript တွေဘာတွေကို table ပြန်ချလို့ရှိရင်သူ့ JavaScript code တွေနဲ့ဒီ HTML မှာ table ပြန်ချရတယ်ရှုပ်သွားအဲ့တော့ तू က row နဲ့ column ဘယ်လိုချလဲဆိုတာကိုတော့တေချာသိရမယ် TR ဆိုရင်ဒီ company လဲ TR အတွင်းထဲမှာ content လာလဲ TR အတွင်းထဲမှာပြီးရင် country က TR အတွင်းထဲမှာပြီးလို့ရှိရင်ဒါတွေဒီ effort ဘာလဲ factor price ဆိုတာပါလားသူတို့ဒီနာမည်တွေကကြတော့ဒီလိုဟာကကြတော့ DH တွေဒါပါပဲဒီတွေကတော့ DH TRTT အဲ့ဒါကတော့အခု basic လေးဆိုတော့ဒီ row နဲ့ column ခွဲခြားသိရင်တော့အဆင်ပြေပါတယ်ရေးပြအောင်မလားအဆင်ပြေလားမသိဟုတ်ပြေးပါချင်းပြေးရနော် table border table border तू က border ခတ်တာ border ကtable ရဲ့ th နဲ့ကြည့်border တော့ဒါ CSS code အသေးစားနော်ဒါကြတော့ CSS code ဒါ border ဆိုရင်ဒါကဂျားထဲမှာခြားတဲ့ဟာက1 pixel ခြားမယ်ဆိုဒီမှာ1 pixel ပြီးခြားထားပြီးပြီးလို့ရှိရင် तू ဒီဘောင်ခတ်မှာဘာနဲ့ခတ်မှာလဲဆိုတာက solid နဲ့ခတ်မယ်ပြီးလို့ရှိရင်ဒီဟာကဘာအရောင်လဲဆိုတော့ black အဲ့ဒါ border ပါပဲခဏနော် border ဆိုရင်border မှာသူကဒီမှာ border ဘောင်ခတ်လို့ရတဲ့ပုံစံက6မျိုးရှိတာ solid ကdouble ရယ် dotted က dash က insert က outside ကအဲ့6မျိုးရှိတာဟွာခဏနော်ရလိုက်မယ်ပေါ့နော်ဒါကို HR နဲ့ HR မြင်တာလိုက်မယ်ဒီ table ခဏစောက်လိုက်မယ်နော် TR မှာTR မှာ A ပဲထားပါ A TD မှာ1 2ပေါ့1 1 2 3ကြည့်ချာ2 3 4 3ဖြစ်ပါမယ်3ပြီးလို့ရှိရင်နောက်ထပ် TR တစ်ခုက B ပေါ့ B တက်မဟုတ်ဘူးဒါ B လို့ပြောချင်တာ B တက်ဖြစ်သွားတယ်တော့ဒုက္ခပဲextension ကို auto သွင်းထားတော့ तू ကတခါတည်းချရင်စကားလုံးတွေရေးလို့ရှိရင်လည်း tag တွေဖြစ်သွားအောင်အဲ့ဒါတော့နည်းနည်းအဆင်မပြေဘူးပေါ့
၄၅6လေးအဲ့ဆိုရင်ဒါကိုသွားရမ်းကြည့်မယ် AB အော်တီပဲနဲ့မပေါ်ဖြစ်နေခါနေဘာမှားခဲ့ရတီပဲကဘာမှားသွားတော့အော် TH နဲ့ရေးရမှာ sorry အမမှားသွားဒီလိုအဲ့ဒါပဲတီပဲကခဏခဏမြင် TH ဒါကို A B C ဆိုရင် ABC အဲ့ဒါလည်းမဟုတ်သေးဘူး TV ဒီမှာဒါထည့်မိလို့ sorry ပါ4 5 6 ABC 4 5 6တော့ဟုတ်ပြီ TV ကခုထိငါဘာမခတ်ပါသေးရ TV တီဒါမှ body ရဲ့ထဲမရဘူးလားဘာကြီးမှားသွားတယ်မသိဘူးBS ကိုသွား body ရဲ့မှာပါပဲအမတစ်ချက်လောက်ကြည့်ပြီးပါလားဘာမှားသွား TR ထဲမှာ TH လည်းဟုတ်ပြီ TR ထဲမှာ TTR လည်းဟုတ်ပြီ table ထဲမှာလည်းထည့်ထားပါတယ် table simple HTML table ဒါပဲ copy ကူးကြည့်မယ်နော်အခုဟုတ်ပြီသူကလည်းအဲ့လိုမျိုးထွက်လာပါပဲ table ဆိုရင် border ပြန်ခတ်တာပဲအဲ့ဒါဆိုရင် plus 10ပေးရလဲတည်ပြီမလား သိပါရှင် table ဒါနဲ့ဒီဟာနဲ့ပဲတော့ပြင်လိုက်တော့မယ်border မှမခ သူ တ် ကသူပေါ်မယ်ထင်နေတာ ဟမ် သူကသူပေါ်မယ်ထင်နေတာ အာဘောလာလား မဟုတ်ဘူး border မခတ်တာတည်အဲ့ဒါကြောင့်မ sorry ပါအဲ့ဆို style နဲ့မှာသွားခတ်မယ် style နဲ့မှာသွားခတ်မယ် style နဲ့မှာတော့ခုန table ပေးခဲ့တာ TABLE plus CLASS table TABLE plus table ဆိုတော့PORDR order ကကြားထဲမှာ2 pixel ချလိုက်တယ်2 pixel ပြီးရင်အရင်ဆုံး solid နဲ့ပဲကြည့်ရပါဘော color ကကြတော့golden rod လားအဲ့ဒါလေးထားကြည့်မယ်သူကဒါမျိုးပဲခတ်သွား border ဆိုborder ကိုပြောကြည့်မယ်ပေါ့နော်သူကြားထဲမှာမခတ်သွားဘူးဘာကြီးများမှားရည်နေရတေးပဲ TR ကဒါမဲ့အခုဒီခက်တဲ့ဟာကိုပြောလိုက်မယ်အခုက solid ဆိုတော့ဒီမှာ तू ကလုံးဝအပြက်အရာတွေဘာကြီးမရှိဘူးတလားလုံးဝတစ်ကြောင်းလေးပဲပေါ်နေတာအဲ့ solid နဲ့ခတ်တာ solid နေရာမှာ dotted ထည့်ကြည့်မယ် DOTTED 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 ဆိုလို့ရှိရင်ဒီမှာတွေ့လားအစင်းချောင်းလေးနဲ့ဒီမှာအဆက်ကလေးတွေနဲ့ဖြစ်သွားအဲ့ဒါက dotted ပြီးလို့ရှိရင်double double double ဆိုလို့ရှိရင်လည်း तू က solid နဲ့တိတ်မကွာဘူးဒါပေမဲ့ तू က solid ထက်တော့နည်းနည်းပိုထူသွားတယ်ဘောင်ခတ်တာ solid ထက်နည်းနည်းပိုထူသွားတယ် double ဆိုရင်
တပင်မဟုတ်ပဲနဲ့ dot တက်ပြီးပြီဆိုရင်နောက်ထပ်တစ်ခုကကြာ dash sorry တပင်နေမှာတွားယူမယ် dash dash ဆိုလို့ရှိရင်ခုနဟို dot တက်လို့ပဲ तू ကအရင်ဟိုအဆက်တော့မဟုတ်ဂျားထဲမှာခြားနေရလေးရောရှိတယ်ဒါပေမဲ့ तू ကဒီလိုအကြောင်းလေးနေပေါ့နော် dash ကကြတော့အဲ့လိုမျိုးခတ်ပြီးသွားတယ်dash မဟုတ်ပဲနဲ့နောက်တစ်ခုက insert ရှိတယ် insert ကinsert ကကြာဒီမှာ तू က color လေးကနည်းနည်းချိန်သွားဒီအပေါ်ကကြာတော့ပို့ပြီးတော့နက်သွားတယ်ပေါ့နော်ဒါက insert ဒီအောက်ကကြာတော့ပို့ပြီးတော့ဟို golden rod ထထားဆိုတော့ तू ကဒီအယောင်ပို့ဖြော့တဲ့အယောင်လေးရဒီဘောပို့နက်သွားအဲ့ဒါကြာ insert အယောင်တွေကိုဘယ်လိုပြောမလဲရောပြီးတော့ပြပေးလိုက်တဲ့သဘောမျိုး insert ကဟုတ်အထဲဝင်သွားလို့ပဲရှင်အထဲဝင်တာဟုတ်တယ်အောက်ဆက်ကကြာတော့ဒီမှာဒီအောက်ကိုပဲပြပေးတာအပြင်ထွက်သွားတဲ့သဘောမျိုးပေါ့နော်အဲ့6ခုသိရမလားသိပါရှင်ဟောသိရပါအဲ့ဆိုရင်တော့နောက်ထပ်တစ်ခုပါ table site ကဟောဘယ်နားရောက်ပါ table ဟောဒီမှာtable site table site ကလည်းသူကtable style ရှိရ fine th ပဲသူကတော့ဒီတိုင်း width ပေးလိုက်တဲ့သဘောမျိုးပေါ့ဟိုဘယ်လောက် size ရှိမလဲဆိုတာ width နဲ့သတ်မှတ်လိုက်တဲ့သဘောမျိုးပဲအဲ့ဒါပါပဲ table header table header ကတော့ခုန th က table header ဒီမှာဒီ th က first name last name အဲ့ဆိုပြီးတော့ရှိရမလားဒီ၃ခုကဒီမှာ row အနေနဲ့ဝင်တော့မှာ first name last name ဟော sample ပြတာမရှိဘူးပဲ try this ဒီမှာth မှာ तू ကထည့်ထားတဲ့အတွက်ကြောင့်ဒီမှာ th မှာ3ခုထည့်တာ first name last name age လို့ဆိုရင် तू ကဒီမှာ row လိုမျိုး first name last name age ဆိုပြီးဝင်သွားမှာဒီအောက်မှာရှိရဲ့ td တွေကကြတော့ तू ကcolumn နဲ့ဝင်သွားမှာsorry column မဟုတ်ဘူးဟိုသူလည်း row နဲ့ပဲ Jill Smith 15လည်း row နဲ့ပဲ ဆို table က sorry ပါ table ရောနေလို့ပါ table ကအဲ့ဒါဆိုရင်သူကဒီလိုမျိုးပဲ Jill ရဲ့ Smith က50ရဲ့ကလည်းသူဒီအပေါ်ကလိုပဲဒီလိုမျိုး row နဲ့ပဲဝင်သွားမှာသူကတော့ဒါ table heading ပေးရဆိုတာဒီမှာ table head ပေါ့နော် th အဲ့ဒါပါပဲ padding နဲ့ spacing ကကြတော့တစ်ခုဟို box တစ်ခုနဲ့တစ်ခုနဲ့ဒီလိုမျိုးခြားသွား padding ကကြတော့ဒီမှာဒီအဖြူနဲ့ဒီအဖြူရားနဲ့ hello ဆိုတဲ့နေရာတွေ့ရမလားဟုတ်ရှင် hello ကနေပြီးတော့ဒီအဖြူတွေကိုကန်လိုက်မှာအဲ့တော့သူကျုံသွားမှာအထက်ကစားအဲ့လိုမျိုး padding ကအဲ့လိုမျိုး spacing ကကြတော့သူကဘယ်လိုပြောမလဲဒီအပြင်နဲ့ဒီကြားတွေကိုသူကပို့ပြီးတော့ချဲပေးလိုက်မှာpadding ကကြတော့ဒီစာနဲ့ဘောင်ကြားတွေကိုချဲပေးတာသူကကြတော့ဒီဘောင်နဲ့ဒီအတွင်းဘောင်နဲ့ပေါ့နော်ဒီနား hello ဆိုတဲ့ဘောင်လေးနဲ့ဒီဟိုတစ်ခုလုံးဘောင်တစ်ခုလုံးကြီးနဲ့ကိုချပေးလိုက်ပါအဲ့ဒါကြာ spacing padding ကကြတော့ဒီလိုကန်လိုက်မှာပေါ့ဒီစာနဲ့ဒီကြားလေးကအဖြူသူ့ဘောင်ကြားလေးကအဖြူလေးမှာကန်ပေးလိုက်ပါအဲ့ဒါကြာ padding ပေါ့နော် padding နဲ့ဟုတ်တယ်မာဂျင်ကကြပါရှင်ဘာလဲမာဂျင်ကကြတော့ဟိုမာဂျင်အပြင်ဘက်ဥမာဟုတ်တယ်မာဂျင်ကကြမဟုတ်ဒီမှာအစိမ်းချောင်းလေးတွေ့ရမလားအဲ့ဒါကိုမာဂျင်လို့သဘောထားတယ်ကွာဥမာမာဂျင်100ပေးမယ်ဆိုဒီကအစိမ်းချောင်းကနေပြီးတော့100ပစ်စယ်လောက်ထိရွှေ့သွားပေးမှာစာချောင်းနေလို့ဥမာဟိုမာဂျင်ဟိုမာဂျင်ကို100ပစ်စယ်15ပစ်စယ်ထားမယ်လား
ဒီကနေဒီထီက15ပေရှိရလို့စာချောင်းကိုဒီကနေပဲစပေါ်ပြီးမှာမာဂျင်ကိုကန်လိုက်တဲ့သဘောမျိုးစာချောင်းอ่ะ ဟုတ်ရှင်အဲ့လိုမျိုးအဲ့ဒါမာဂျင်cold span နဲ့ roll span ကကြောင့်ဒီမှာじゃဒေါက်တာ Colin span ကColin ကိုနှစ်ခုအဲ့လိုမျိုးယူလိုက်တဲ့သဘောမျိုး roll span ကလည်း roll နှစ်ခုကိုယူလိုက်တဲ့သဘောမျိုးဒီမှာ Colin span နှစ်ခုဆိုရင်အဲ့လိုမျိုးပြရတယ်ဒါကနည်းနည်းတော့ရှုပ်တယ်ပေါ့နော်ဟုတ်တယ်ရှင်ဟုတ်တယ် မဖြစ်ဘူးရှင်တိတ်မဖြစ် တိတ် နား အ မလဲ ရင်တော့သုံးတော့မသုံးဒါပေမဲ့တစ်ခါလေကြာရင်ပေါ့နော်တစ်ခါလေကိုရေးမဲ့ project ပေါ်မှာလည်းမူတည်ပဲเนาะအမကြတော့အဲ့လိုမျိုး table နဲ့တိတ်table အရင်မပါတဲ့ project တွေပဲရေးတော့လေtable ဆိုရင်အဲ့လိုမိပါဘူးဒါက Colin span ဆိုဒီမှာ Colin span ကိုတူးထားတာကိုတူးထားလိုက်တော့သူကဒီမှာ Colin span နှစ်နေရာ Colin နှစ်နေရာကိုယူသွားတယ်ဒီပေါ်ကဒါကြတော့ row ပေါ့ row 3နေရာကိုသူကဒီမှာယူထားတယ်အဲ့ဒါဆိုရင်row span မှာ3လို့ထည့်ရမယ်ပေါ့နော်ဒါလည်း row က2နေရာယူထားတာဆိုတော့ဒီမှာ field star ဆိုရင် row span 2ပေါ့ဒါကြောင့် column span ဒီလိုတစ်ချောင်းလေးဟိုမှာဒီလိုအကျယ်ကြီးဖြစ်သွားမယ်ဆိုတော့ column span ပေါ့နော်2022ပေါ့အဲ့ဒါကိုရောတယ်အဲ့ဒါဗာလဲထောင်လိုက်ဆိုရှင်downline ကောက်လက်တယ်နေရဒီလိုပဲမှတ်ထားလိုက်ကောဒီလိုအကျယ်ပေါ့ width ကျယ်သွားလို့ရှိရင်တော့column span ပေါ့ဒီလို height ကျယ်သွားလို့ရှိရင်ဒီကနေဒီလိုမျိုးကျယ်သွားလို့ရှိရင် row span အဲ့လိုမျိုးပဲမှတ်ထားလိုက်အဆင်ပြေတယ် column span အဲ့ဒါကြီးကအရင်တော့သုံးလေးတော့မရှိပါဘူးအမတိတ်မသုံးဘူးပေါ့နော်အဲ့ဒါမျိုးကြောင့်တော့ worksheet တွေမှာပိုသုံးလေးရှိတယ်ဆိုတော့ဟုတ်တယ်ရှင်အဲ့ဒါတိတ်မသုံးဆိုရင်ဒီမှာဒီလိုမျိုးwidth အနေနဲ့ပို့ပြီးတော့တိုးပြီးယူသွားမယ်ဆိုရင် column span လို့မှတ်ထားလိုက်ဒီလိုမျိုး height အနေနဲ့ပို့တိုးပြီးယူမယ်ဆိုရင် row span လို့မှတ်ထားလိုက်ဆိုရင်နှစ်ခုကတော့အဆင်ပြေပါတယ် column span နဲ့ row span table styling table styling ကသူကဒီအယောင်ထည့်တာပါပဲ and child event ကand child event ကတည်ရမလားသူကဒီ event 2နေရာနဲ့4နေရာ6နေရာအဲ့လိုအကွက်တွေကိုဟုတ်တယ်ရှင်color ထည့်ပြီးပါမှာ and child event ကအဲ့ဒါ CS table column group table column group ကကြတော့ဒါတွေကမသုံးဘူးဘာမှပြောရမယ်ဆိုဒီ column group ကိုတခါမှဒီ tag ကိုမသုံးဘူး column group element should be used asသူက container လိုမျိုးထည့်တဲ့သဘောမျိုးပဲဒီနှစ်ခုကိုနေရာသတ်မှတ်ပြီးတော့ container လေးတို့ဒီကြားတွေကဟာတွေကိုထည့်ပေးလိုက်တာဒါဟုတ်ခုဒါတော့သိစရာလိုမယ်လို့မထင်ဘူးမမြင်တော့မမြင်ဘူးဒီ column group ကို column group tag ကို project တွေမှာသုံးလို့မရှိဘူးလေcolumn group ကိုကြောလိုက်မယ်ပေါ့နော် project မှာအသုံးများတာ real life ကိုအလုပ်ဝင်မယ်ဆိုရင်အလုပ်မှာသုံးရမယ့်ဟာမျိုးတွေမှာအသုံးများလေးရှိရဲ့attribute တွေ tag တွေကိုလေ့လာထားအကုန်လုံးသိထားတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါတွေကိုပိုသုံးလေးရှိတော့ပို့ပြီးတော့မှတ်မိလွယ်ပေါ့list ကကြတော့ဒါက UL ဟိုဟာတွေ ULLI တွေဒါက UL နဲ့ LI UL နဲ့ LI ကသိရမလား UL ရဲ့ OL ရဲ့ UL ကကြတော့ an order list နဲ့order list နဲ့ order list နဲ့အဲ့ဒါလည်းတွေ့ပါတယ်အဲ့ဒါပဲရှိရသူကအဲ့နှစ်ခုပဲရှိရဆိုဒီမှာ type other list ကဘာလဲမသိဘူး other list က D1 D1 DD က
အဲ့ဒါကじゃ project မှာတိတ်သုံးလို့တော့မရှိပါဘူးဒါပေမဲ့စာမှာတော့တင်တော့တင်တယ်ပေါ့နော် DL ကကြတော့description list ကိုဖော်ပြတာပဲUL နဲ့ OL နဲ့တိတ်မကွာအောင်အဲ့ဒါကိုပြောလိုက်မယ်သူက project မှာတိတ်သုံးမရှိဘူးHTML block နဲ့ inline သိလား block level element နဲ့ inline element ဟုတ်သိရချင်း block ကကြတော့သူကဘယ်လိုပြောမလဲသူသတ်မှတ်ထားတဲ့ဒီတစ်ကြောင်းဆိုတစ်ကြောင်းဥမာစာရေးလိုက်မယ်ဆိုရင်ကွာ P block နဲ့ inline နဲ့ခါနော် P နဲ့ div ခုန P က block level element လို့သူပြောထားတယ်နော်ဒီHR နဲ့ပေးလိုက်မယ်ဆိုရင်ခုနသူ P နဲ့ရေးထားတယ် P မှာthis is paragraph this is para div paragraph အဲ့ဒါကိုသူ style လေးပေးလိုက်မယ် style background ပေါ့ background ကgreen yellow လေးထားလိုက်မယ်ပြီးလို့ရှိရင် div ကိုသွားမယ် div မှာကြတော့ this is div tag ပေါ့ပြီးလို့ရှိရင် style style ကသူ့ကိုလည်း background ပေးလိုက်မယ် background ပေးလိုက်မယ်သူ့ကိုလည်းbackground ပေးလိုက်မယ်ဆိုတော့ sorry style sorry style သူ့ကိုလည်း background ပေးလိုက်မယ်ဆိုရင် background ကသူ့ကိုတော့ green ပေးအောင်သူ့ green ပေးလိုက်ပြီအဲ့တော့parent ကြီးရဲ့ခဏ P က inline element ဖြစ်နေတာအဲ့ဒါကိုမှားရထားလား block element နဲ့ div element နှစ်ခုလုံးက block level element မို့လို့ sorry ပါမှားကြည့်မိတာ block level element ဆိုရင်သူကဒီမှာဒီလိုမျိုးပေါ်မယ် inline နဲ့တိတာအောင်ပြတယ်ဒီမှာ span ကမှ inline element span ကဟုတ်တယ် inline element span နဲ့ပြရမှာ div sorry span this is span inline element inline element style style နော်တို့လည်း background ပေးတယ် background blue ပဲထားပါဆိုတော့ဒီမှာ span နဲ့မှာတည်တာပါဒီမှာ inline element ဆိုတော့ तू စာရေးတဲ့လောက်ကလေးပဲသူ့ရဲ့ဒီ area ရှိတာဒီမှာ block element ကじゃဒီစာကြောင်းတစ်ကြောင်းလုံးဒီ whole ရဲ့ width ဆုံးတဲ့အထိဒီ document ဆုံးတဲ့အထိ तू ရှိနေတာ block element ဆိုရင်မှာ inline element ကじゃ तू ဒီမှာစာရေးထားတဲ့လောက်သူ့စာလေးရေးထားတဲ့လောက်ပဲသူ့ရဲ့ width ကရှိတာဒါကတော့ inline element နဲ့ block element တော့နော်သိမယ်ထင်ပါတယ် hello ဟုတ်ကြားပါစေကြားရနော်ဒီမှာသူက span နဲ့ဒီမှာ P တို့ div တို့ကကြတော့ block element တွေမှာဘာတွေပါလဲဆိုတော့ခုနheading h1 ကနေ h6 ထိလဲ block element ပဲဒီမှာ nav တို့ဆို navigation ကတိတ်မသုံးဘူးเนาะ navigation သုံးတယ်ဆိုမှမရှိ file ကတော့သုံးတယ် file တို့ article တို့ blog code တို့ header တို့ hr ပြီးတော့ li တို့p တို့ pre တို့ပြီးရင် olun တို့အဲ့ဒါတွေအကုန်လုံးက block element inline element ကကြာခုန span တို့ပြီး small ကကြတော့သူကစာကြောင်းလေးတွေသိအောင်ပေါ်ပေးရခြင်းဗာလဲ capital letter ကနေပြီးတော့ small letter ဖြစ်အောင်ပြီးရင် big ကကြတော့ big က big ပေါ့ big ကကြတော့ big ပေါ့ big က big
ပြီး I တို့ italic B တို့ဒါတွေထဲမှာအများကြီးသုံးတာဆိုသူ image ရဲ့ span တို့ရဲ့ button ရဲ့အဲ့ဒါတွေပဲသိသုံးလို့ရှိရင်အဲ့ဒါတွေကinline text ပေါ့နော် text area လေးတစ်ခါလေးကြာရင်တွေ့လို့ရှိရင် select အဲ့ဒါပါပဲဒါကတော့ inline နဲ့ block element ပေါ့ HTML div div ကdiv ခုန block element ဆိုတာ div ကကြာတော့သူက area လေးသတ်မှတ်လိုက်တဲ့သဘောမျိုး div က I am div ပေါ့ div have မျိုး div တဲ့ခဏအဲ့ဒါဆိုရင်ဟုတ်ပါတယ် div ကအဲ့ဒါပါ div ကတိတ်မြင်များဆဆအဲ့လိုမျိုးတော့လည်းမရှိပါဘူးသူကတိထားမှာက block element ဆိုတာပြောပါပဲ div တိထားမှာ div က block element ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုဒီလိုမျိုး background တို့ပေးမယ်ဆိုရင် width မပေးထားဘူးဆိုလို့ရှိရင်ဒီ document အဆုံးထိပေါ်နေမှာပဲဒါကတော့ div ပေါ့ classes HTML classes HTML classes ကတည်ရမလားသူ class ကနေပြီးတော့ CS ပြန်ရေးမယ်ဆို dot နဲ့ပြန်ခေါ်မှာ ID CS မှာ ID ကိုခေါ်မယ်ဆိုရင်သူကhash လေးနဲ့ခေါ်ရတာအဲ့ဒါတည်ရမလားဟုတ်သိပါရှင်ဒီနော်ဒါလည်းအဲ့ဒါပါပဲသူ class ကိုပြန်ခေါ်တာအဲ့ဒါပဲပြထား HTML ID HTML ID ကလည်းဒီမှာ HTML သူက ID ပေးထားမယ်ဆိုဒီ ID ကိုခေါ်ချင်တယ်ဆိုရင် CS မှာ hash နဲ့ခေါ်ရတယ်အဲ့ဒါပါပဲHTML iframe ကကြတော့ဟို Google Map ထည့်တဲ့ဟာမျိုးလေအဲ့ဒါမျိုး Google Map ကိုထည့်မှာပေါ့ဟုတ်တယ်ဟုတ် iframe တော့မသုံးဘူးရှင်မသုံးဘူးလားဟုတ်မသုံးဘူးအဲ့ဆိုပြမယ်နော် iframe ကဟိုတော့ကြောက် Google Map ထည့်တာမျိုး HTML လေးနဲ့body ရောက်သွားပြီ sorry ဒီကခံလိုက်မယ်ဒါဆိုရင် comment ပိတ်ထားလိုက်နော် iframe tag ကိုသုံးကြည့်ရအောင်မလည်းအရန်တော့မသုံးဘူးပါဟိုတစ်ခါတော့သုံးဘူး Google Map ထဲတော့အဲ့ဒါပါ iframe ဆိုရင်ဒီမှာ Google Map ကိုတွားကြည့်မယ်ဘယ်နာမ Google Map သူကဒီမှာရှိပြီးသားဘယ်လိုပြောမလဲဒီ Google Map ဒီမှာဒီလိုရှိပြီးသား website တွေရဲ့ URL နဲ့ထည့်ရတဲ့သဘောမျိုးပဲဒီကောင်ကဒါမဟုတ်ခါလေးသူ့ရဲ့ URL ကိုဘယ်လိုယူရ show site ပါမဟုတ်things to do မဟုတ်ဘူးစိတ်တာပဲလား explore အဲ့ဒါလည်းမဟုတ်ခဏနော် recording ဘာကွဲနေတော့သူ့ရဲ့ဒီရလားမသိ direction လည်းမဟုတ်ပြန်အောင်ခါနော်ဒီကနေပဲရှာကြည့်အောင် Google Map HTML code ဒီ API key လည်းမဟုတ်သေးဘူးခါနေGoogle Map က HTML ယူတဲ့နေရာရှိပါတယ်ခဏလေးဘယ်နာယူရလဲမိသွားတယ် WhatsApp print measure distance share this location ဖြစ်လို့
Yeah, this location ဒီမှာ copy link မှာဒီမှာ copy link မှာက embed a map ဆိုတာရှိတယ်ဒါကကြတော့ तू ဒီ map ကိုဟိုပါလေ direction ကိုပြခြင်းနဲ့ဟာမျိုးတုံးနေတာဒီမှာကြည့် तू က iframe သုံးထားရတယ်တွေ့လားသူ့ရဲ့ဒီ ဟုတ်ရှင် HTML HTML ကုတ်မှာဟိုက तू ဒီမှာ iframe နဲ့သုံးပြီးရေးထားတာဒီဟာကိုပဲ copy လိုက်မယ် copy လို့ရှိရင်ဒါ i လို့ရှိရင်ဒီမှာပေါ်လာပြီဒီလားတခြားဘယ်လိုပြောမလဲဒီလို Google Map တို့လိုမျိုးဒီလို website တွေဟိုအများပြည်သူသုံး website တွေပါညာအဲ့လိုမျိုးမှာကြတော့သူကဟိုဗာလဲ reference အနေနဲ့ယူလို့ရတဲ့ link တွေပေးထားတယ်ကွာဥပမာ Google Map မှာဆိုသူကဒီမှာ HTML ခုန embed a map ဆိုတာလေးကိုနှိပ်လိုက်လို့ရှိရင်ဒါမဟုတ်ပါဘူးembed a map မှာ send တယ်လေဒါမှမဟုတ် embed a map ဆိုတာရှိembed a map မှာ copy HTML ယူလိုက်တာတဲ့iframe ထဲမှာထည့်ပြီးသူ iframe ထဲမှာတော့ထည့်ပေးပြီးသားလေးနဲ့လာတာအဲ့ဒါလေးကို copy ကူးလိုက်တာနဲ့ဒီမှာGoogle Map ကိုပြပြီးသားဖြစ်သွားတယ်ဒါပေမဲ့ width တို့ height တို့ကကြတော့ဟိုဗာလဲကိုပြန်ပေးရမှာပေါ့နော်ဒါပေမဲ့ဒီအမကူးလိုက်တဲ့ link မှာကြတော့ तू ကဒီမှာ width တို့ height တို့ပါရေးထားပေးပြီးသားဆိုတော့ပြန်ပြီးတော့ကိုယ့်ဟာကိုပြန်ရေးကြမလို့တော့ဘူးပေါ့ဟုတ်တယ်ဒီမှာ width တို့ height တို့ကသူတခါလေး copy ကူးတွေကပေးထားပြီးသားဆိုတော့ HTML အဲ့ဒါက Google Map မှာပြရတဲ့ဟာမျိုးပါပဲ project မှာတခါလေးကျရင် Google Map တွေပါတယ်လို့မျိုးထည့်သုံးမယ်ဆိုရင်iframe လေးနဲ့သုံးမယ်ပေါ့ तू ကကြာဒီလိုပုံပြရုပ်ပြတဲ့ဟာမျိုးဘယ်လိုပြောမလဲတရုပ်ပြခြင်းတဲ့ website ကို reference အနေနဲ့ယူတဲ့အခါမှာ iframe နဲ့သုံးတယ်အဲ့ဒါပါပဲဟိုမှာ Google Map ပေါ့နော်Google Map ကိုအဲ့ဒါကိုသုံး ဟုတ်ကဲ့ HTML JavaScript HTML JavaScript ကHTML JavaScript ကတော့ HTML file ထဲမှာ JavaScript ရေးမယ်ဆိုရင် script အဖွင့်အပိတ်နဲ့ရေးရအဲ့ဒါတော့သိရမှာဟုတ်သိပါရှင်အဲ့ဒါဆိုရင်အဲ့ script tag တွေကိုလေbody ရဲ့ဒီလိုအဖွင့်body ခဏနော်ဒီ body အောက်မှာ script tag တွေကိုရေးတာပိုကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ computer ကဒီ code တွေကိုဖတ်တဲ့အခါမှာချင်းမလားကွန်ပျူတာကုတ်တွေကိုဖတ်တဲ့အခါမှာဒီအပေါ်ကနေပြီးတော့အောက်ကိုဒီလိုမျိုးဟိုပါဗလဲအစင်လိုက်ဆင်းပြီးတော့ဖတ်သွားတာကွာဖတ်သွားတော့ကိုကဒီမှာအပေါ်မှာအာ script ဟာရေးထားမယ် JavaScript ကုတ်တွေရေးထားမယ်အောက်မှာမှာ HTML ကုတ်အဲ့လိုမျိုးတွေလာမယ်ဆိုရင်တိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်အပေါ်မှာကဟိုကိုရေးထားတဲ့ဟာတွေကမရှိသေးဘူးအမှဟို JavaScript တွေကသွားပြီးတော့အလုပ်လုပ်နေမယ်ဒီအောက်မှာမှကိုကပြန်ရေးမယ်ဆိုရင်အဆင်မပြေဘူးပေါ့အားကြောင့်ဒီ body အောက်အပိတ်အောက်မှာရေးတာတော့ဘယ်လိုပြောမလဲအဆင်ပြေဆုံးပေါ့နော်အခုဟိုနည်းနည်းလေးရေးရင်တော့တိတ်မသိပါဘူး project အကြီးကြီးတွေပါရေးမယ်ဆို तू ကဒီလိုမျိုး code တွေကဒီလိုမျိုးဖတ်တာဖြစ်တဲ့အတွက်ကြောင့်ဒီ body အောက်နောက်ဆုံးပိုင်းလေးမှာရေးတာတော့အကောင်းဆုံးပဲစိတ်ချရဆုံးပဲတစ်ခါလေးကြာရင်ပေါ့နော်ဟို error တက်မယ်လို့မဟုတ်တစ်ခါလေးကြာရင်တက်နိုင်တယ်အားကြဟုတ်ကဲ့ဟိုဒီ t-shirt ကအားကုန်တော့မှာမဟုတ်ဟိုနောက် device တစ်ခုနဲ့ join လို့ရတယ်ရှင်လို့ဟိုလေနောက်ရပါတယ်ဒါပေမဲ့ဟိုဗလဲHTML ဒီနေ့အပြီးဖြတ်လိုက်မလားအားဆိုဟုတ်ရရရှင် Okay အဲ့ဆိုရတယ်ဟိုဒါနဲ့ဆင်းလိုက်ရဖုန်းနဲ့ join